လာပါတငယ်ချင်းတွေစုံပြီးမုံသွားစားဖို့ဒါမှမဟုတ်ခရီးတစ်ခုသွားဖို့တိုင်ပင်နေတာမြင်ရင်ကိုလည်းလိုက်ချင်တယ်ဆိုတဲ့အကြောင်းကို count me in လို့ပြောကြည့်ပါတစ်ဖက်လူရဲ့အစီအစဉ်မှာကိုကိုလည်းအဖွဲ့ဝင်တစ်ယောက်အဖြစ်ထပ်သွင်းပေးဖို့တောင်းဆိုတာဖြစ်ပါတယ်စာသားအတိုင်းဆိုရင်တော့ငါ့ကိုလည်းစရင်နဲ့ထပ်ပြီးတော့ရေတွက်လိုက်ပါဆိုတဲ့သဘောပေါ့ဥပမာ if you guys are going to get some snacks count me in မင်းတို့မုံသွားစားကြမယ်ဆိုရင်ငါလဲလိုက်မယ်နော်ငါ့ကိုလည်းခေါ်အောင်နော်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်နောက်ထပ်အခြေအနေတစ်ခုကတော့တစ်ခုခုကိုကူညီဖို့လူလိုနေတဲ့အချိန်မှာ I'd love to help with a charity count me in ဒီပရဟိတအလုပ်မှာငါကူညီချင်ပါတယ်ငါ့ကိုလည်းစရင်နဲ့ထက်လိုက်ပါဒီလိုမျိုးလဲသုံးနိုင်ပါတယ် me too လို့ပြောတာထက်စာရင် count me in လို့သုံးတာကကိုယ်တိုင်ပါဝင်ဆောင်ရွက်ချင်တဲ့ဆန္ဒကိုပိုပေါ်လွင်စေတာမို့လို့ဒီအသုံးနှုန်းကလည်းသုံးလို့အရန်ကိုကောင်းတဲ့အသုံးဝင်တဲ့စကားစုတစုဖြစ်လိမ့်မယ်လို့ထင်ပါတယ် Okay ပါအားလုံးလည်းအဆင်ပြေကြပါစေ Stay sharp bye bye